မင်္ဂလာပါဆရာကတော့ Up1GC ရဲ့ founder ဦးပြိုးကျော်ဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးမှာဆရာကမိတ်ဆွေတွေအတွက် VLOOKUP function သုံးပြီးတော့ကိုလိုချင်တဲ့အချက်လက်တွေကိုပေါ်လာအောင် formula ရေးသားတဲ့နည်းလမ်းတွေကိုပြသပေးမှာဖြစ်ပါတယ် Okay အဲ့တော့ဒီထဲမှာဆိုရင်ဆရာကเนาะဒီ product master database ဆိုတဲ့ data တွေရိုက်ထည့်ထားတဲ့ sheet တစ်ခုပါမယ်နောက်တစ်ခုက invoice automation ဆိုပြီးတော့လုပ်ထားတဲ့ဒီတစ်ခုပါမယ်ပေါ့เนาะအဲ့တော့ product master DB ထဲမှာရှိနေတဲ့ product ID တစ်ခုကိုရိုက်ထည့်လိုက်တာ ਨੇ เนาะဒီ product ID column ထဲမှာအဲ့ဒီ ID number တစ်ခုကိုရိုက်ထည့်လိုက်တာ ਨੇ ကျတော့က name တွေ category တွေ unit price တွေက auto ပေါ်လာပြီးသားဖြစ်ရမယ်เนาะ quantity ကိုဆရာတို့ဝယ်တဲ့အရေအတွက်ကိုတွင်းမယ်နောက်က total amount ကလည်းဆရာတို့ကဒီမှာပေါ်လာမဲ့ unit price နဲ့ quantity နဲ့ကိုညှောက်ပြီးသားဖြစ်ရမယ်ဒါကြောင့်ဆရာတို့ဒီမှာ E5 နဲ့ F5 ဆိုပြီးတော့မြောက်ပေးထားတယ်။အောက်ဆုံးမှာလည်းဒီ customer တယောက်ဝယ်ယူသွားတဲ့ item အားလုံးရဲ့ total ကုန်ကျစရိတ် not total အနည်းချုပ်ဖြစ်ရမယ်။အဲ့တော့ sum function နဲ့ဆရာတို့က formula ရေးပေးထားတာဖြစ်ပါတယ်။ Okay ဟုတ်ပြီ။အဲ့ဒါဆိုရင်ဆရာတို့တကယ်လှမ်းပြီးတော့သုံးပါက product master database ပဲဖြစ်ပါတယ်။နောက်အဲ့တော့ကိုယ့်ရဲ့လုပ်ငန်းပင်ကတော့ဒီထက်များတဲ့ data တွေရှိလိမ့်မယ်ပေါ့နော်။အဲ့ဒီ data တွေအားလုံးအချက်လက်တွေအားလုံး customer ဝယ်မှာမဟုတ်ဘူးသူလိုချင်တဲ့ဟာတွေကိုပဲဝယ်တဲ့အခါမှာသူဝယ်တဲ့ product ID ကိုပဲဆရာတို့ရိုက်ထည့်ဒီမှာတော့ဆရာ ID ရှင်မျိုးနဲ့နမူနာပြထားတယ်เนาะကြိုပြီးတော့ဆရာဖြည့်ပေးထားတာဖြစ်ပါတယ်။ Okay ဟုတ်ပြီအဲ့တော့ဆရာတို့ကသုံးမှာက product master DB ဇာတ်တွေကအချက်လက်တွေသုံးမှာဖြစ်တဲ့အတွက် VLOOKUP function သုံးမယ်ဆိုရင်တော့ဆရာတို့ကဒီဇာတ်ကြီးကိုခေါ်သုံးပေးရเนาะအဲ့တော့နောက်မှာဆရာတို့ formula ရေးနေရင်လည်းရှေ့ရရှိကိုလာပြီးတော့မနှိပ်ချင်ဘူးဆိုရင်ဒီဇာတ်ကြီးကိုကြိုတင်ပြီးတော့နာမည်ပေးထားလို့ရတယ် name rate လုပ်ထားလို့ရတယ်เนาะအဲ့အတွက်ဆရာတို့ကဒီဇာတ်ကြီးကို select မှတ်မယ် select မှတ်ပြီးတော့မှဆရာတို့က formula bar ရဲ့ဆရာတို့က define name ဆိုတာရှိပါတယ်เนาะ define name ဆိုတာရှိတယ်သူကတော့ဒီမှာ product ID ဒါဆရာတို့ select မှတ်ထားတဲ့ပထမဆုံး10ခွဲရဲ့နာမည်ကို auto အကြံပြုပေးထားတယ်ဒါကိုဆရာက database လို့ပြောင်းလိုက် Okay database လို့ပြောင်းမယ်ပြီးတာနဲ့ okay ပြီးလိုက်ဒါဆိုရင် name box ထဲမှာ database လို့ပေါ်လာပါတယ်တခြားနေရာကိုနှိပ်ကြည့်မယ် name box B ကမြားလေးကိုနှိပ်လိုက်တဲ့အခါ database ကိုနှိပ်ရင်ဒီ table ကြီးကို selection ဖြစ်သွားပါ Okay ဟုတ်ပြီအဲ့တော့ဆရာတို့က VLOOKUP သုံးမယ်ဆိုရင်အခု selection ဖြစ်နေတဲ့ table ရဲ့ရှေ့ဆုံး column မှာရှိနေတဲ့အချက်လက်တွေက VLOOKUP ရဲ့ lookup value မှာဖြစ်ရမယ်เนาะပြီးရင်သူ့နောက်က column တွေကဟာတွေကိုအဖြေပြပေးရဆိုတော့ဒါဆိုရင် product ID ဒီအခု selection ဖြစ်နေတဲ့ table ရဲ့ column 1 name ဒီ column 2 category ဒီ column 3 unit price ဒီ column 4အဲ့တော့ဆရာ column 2 3 4ကဟာတွေကိုအဖြေပြချင်တာဖြစ်ပါဆိုတော့ VLOOKUP ရဲ့ column index number ယူတဲ့အခါမှာအဲ့ဒီ number တွေကိုထည့်ပေးရမှာဖြစ်ပါဆိုတော့ဒီသင်ခန်းစာမှာတော့ဆရာကနံပါတ်တွေကိုဓာတ်ရိုက်ရိုက်ထည့်တယ်။ဘာကြောင့်လဲဆိုတော့ဆရာတို့ဒီ table မှာ column 4ခုပဲပါတယ်။နှစ်3 4ရဲ့ဟာတွေကိုအဖြေပြခြင်းပဲပေါ့နော်။ Okay ဟုတ်ပြီအဲ့ဆို formula ရေးဖို့ invoice automation ရှိကိုပြန်သွားမယ်။ဆရာကတော့ဒီတစ်ကြောင်းလေးပဲဒီတစ်ခွက်လေးပဲ formula ရေးတာနဲ့နောက်က category တွေ unit price တွေပါ auto ပေါ်လာအောင်ရေးပြမှာဖြစ်ပါ။ဆိုတော့အခုဆရာရေးပြတဲ့နည်းလမ်းက Excel version 2021နဲ့နောက်ပိုင်း version အားလုံးသုံးလို့ရပါတယ်ဆိုတော့365တို့2024တို့နောက်ရှိ2019သမားတွေကတော့တစ်ခွက်ချင်းစီဆရာတို့ formula လိုက်ရေးရပါเนาะ Okay ဒီ2021နဲ့နောက်ပိုင်းတွေကတော့အခုဆရာရေးပြသလိုလိုက်ပြီးတော့ရေးလို့ရတယ် Okay VLOOKUP လို့ပေါ်လာတဲ့ဆရာတို့ tag ကြီးလေးကိုနှိပ်လိုက်ဒါဆိုရင်ဆရာတို့သူ့ရဲ့ function ပုံစံသက်သေးခွင်းထိပေါ်ပြီးသားဖြစ်သွားတယ်ဆရာတို့ ID number ကိုရိုက်ထည့်မှာဖြစ်တဲ့အတွက်အဲ့ဒီ ID number ရိုက်ထည့်မဲ့ server ကို lookup ပေးလို့ယူပေးရပါမယ်ပြီးရင် comma ဆိုတော့ဘယ် table တွေကနေလဲဆိုဆရာတို့ရှိမှရှိနေတဲ့ DATA BSC database လို့ပြီးဆရာ data လို့ရလိုက်တာနေဒီမှာနာမည်လေးပေါ်လာတယ်ဒါလေးကိုနှစ်ချက်နေလိုက်ဆိုတော့နာမည်မှန်သွားပြီအဲ့ database ဆိုတဲ့တရားကြီးကိုသွားပြီး select လုပ်ထားလိုက် function ကเนาะပြီးရင်ဆရာတို့ column index number ဒီနေရာမှာဆရာက column 2 3 4ပေါ့เนาะအဖြေပြချင်တာ name ရဲ့ category ရဲ့ unit price ရဲ့ရှစ် table ရဲ့2 3 4မှာရှိအဲကြောင့်ဆရာတပြိုင်တည်းရေးချင်တုံခွင်းနဲ့ထည့်ရေးရပါ2 3 4 Okay ပြီးရင်တုံခွင်းပိတ်ခုမှဆရာတော့ column index number
3ခုလုံးကိုပြပေးပါဆိုပြီးတော့တခါတည်းသတ်မှတ်ပေးလိုက်တာဖြစ်ပါအဲ့တော့ဆရာထပ်ပြောမယ်Excel version 2021နဲ့နောက်ပိုင်း version တွေပဲဒီတိုင်းလေးရေးလို့ရတယ်19တို့16တို့ကတော့ဒီနေရာမှာ2ပဲရေးမယ်เนาะ2ပဲရေးပြီးတော့မှကျတော့ comma 0 2တခုလည်းဆိုကြတော့တုံခွင်းမလို့เนาะဒါကဆရာဇက်တိုက်3ခုလုံးတတ်မှတ်လို့တုံခွင်းထည့်ပေးတာပြီးရင် green bit ပြီးရင်ဆရာတို့က under ခောက်ကြည့်လိုက်ပါဒီဒါဆိုရင်တခါတည်းဒီနောက်မှာ space ပုံစံနဲ့ပေါ်လာတယ်ပေါ့เนาะအဲ့တော့ဆရာ column လေးတွေနည်းနည်းလေးတွေနာမည်ချဲ့ထားလိုက်မယ်ပေါ့เนาะ okay အဲ့တော့ unit price ပေါ်လာတာနဲ့နောက်က total amount မှာတခါတည်းအဖြေထွက်ပါတယ်ဆိုတော့ဒီတစ်မျိုးပဲပေါ်လာသေးတာဖြစ်တဲ့အတွက်အောက်မှာလည်းတစ်မျိုးရဲ့စုစုပေါင်းပဲရှိနေသေးတယ်ဆိုတော့ဒါဆိုရင်ဆရာတို့ဒီအောက်ကိုဆွဲချလိုက်တယ်ဒါမှမဟုတ်ဆိုလဲ select မှတ်ပြီးတော့ control D နှိပ်လိုက်လို့ရတယ်အဲ့တော့ဒီမှာကျတော့ space ပုံစံဆိုတဲ့အတွက်နှစ်ချက်နှိပ်လို့ရင်ပေါ်မလာခဲ့ဘူးเนาะ okay အဲ့တော့ဆရာတို့ကအောက်ကိုဆွဲချတဲ့နည်းလမ်းသုံးကြည့်လိုက်အဲ့ရှေ့မှာဆရာတို့က product ID တွေဖြည့်ပြီးသားဖြစ်တဲ့အတွက်အဲ့ဒီ ID နဲ့သက်ဆိုင်တဲ့ဆရာတို့က name တွေ category တွေ unit price တွေတခါတည်းပေါ်လာပြီးတော့မှဆရာတို့ကဒီမှာ total unit ချုပ်မှာလဲဆရာတို့က80နဲ့9သိန်းဆိုပြီးတော့အဖြေထပ်ပြီးတော့ဖြစ်ပါ okay ဒါဆိုရင်ဆရာတို့ဒီတစ်ခွက်လေးမှာပဲ formula ကိုရေးလိုက်တယ်เนาะအဲ့တော့ရှေ့က ID တွေဆရာတို့ကဘယ်လောက်ပဲပြောင်း okay အဲ့တော့ဒီ voucher ပြီးသွားပြီဆရာတို့ဖြတ်ပလိုက်ပြီ ID number တွေဖြတ်ပလိုက်ပြီเนาะ delete လုပ်လိုက်တယ်ဆိုရင် any error လေးပေါ်နေမှာဖြစ်ပါကိုအဲ့လို any error လေးမပေါ်ခြင်းဘူးဆိုရင်လည်း if error လေးနဲ့ CR နေထိန်းထားလို့ရပါသေးတယ်เนาะဒါတွေကတော့နောက်ပိုင်းသင်ခန်းစာတွေဒါမှာဆရာလုပ်ပြပေးမယ်เนาะ okay ဒါဆိုရင်ဒီလိုပုံစံလေးကိုလိုက်ပြီးတော့စမ်းကြည့်ပါဆိုတော့ဒီဟာကိုလိုက်ပြီးတော့လေ့ကျင့်ဖို့အဆင်ပြေဖို့အတွက်ဒီဇာတ်လေးကိုဆရာ Telegram channel မှာတင်ပေးထားပါเนาะ channel link လေးကိုလည်းဆရာဒီ description မှာတွဲပေးထားပါเนาะဒါလေးကိုဆရာတို့ဒီဘိုင်းထားပြီးတော့เนาะတရားလေးကိုတောင်းပြီးတော့လိုက်ပြီးတော့လေ့ကျင့်လို့ရပါတယ်နောက်တစ်ခုကဆရာတို့ဒီခုဆရာရေးပြလိုက်တာက function ကိုတန်းပြီးတော့ရေးပြပြီးတာเนาะ function ရဲ့အလုပ်လုပ်ပုံတွေကိုတော့ဆရာတို့ကအသေးစိတ်ပြောမပြတော့ဆိုတော့ဒီလိုမျိုး function တစ်ခုရဲ့ဆရာတို့အလုပ်လုပ်ပုံ sentence structure တွေကိုအသေးစိတ်ဆရာတို့ကသိကျင်တယ်เนาะတက်မြောက်ချင်တယ်ဆိုရင်ဆရာရဲ့ F1GC မှာ Advanced Excel နဲ့ပတ်သက်ပြီးတော့ video class တွေရှိတယ်နောက်တစ်ခုကဆရာတို့ Zoom class တွေရှိပါเนาะအဲ့တော့ video class ကတော့ Telegram group မှာเนาะသင်ခန်းစာတွေကိုအစဉ်လိုက်စနစ်တကျတင်ပေးထားတာဖြစ်ပြီးတော့မိမိအစဉ်ပြေတဲ့အချိန်တိုင်းဝင်ပြီးတော့လေ့လာလို့ရပါ group လေးကိုလည်းဆရာအမြဲတမ်းထားပေးမှာဖြစ်ပါတယ်ဆိုတော့လေ့လာရင်နားမလည်ရင်စာလာမေးလို့ရပါเนาะ okay နောက်တစ်ခုဆရာတို့ Advanced Excel Zoom class Zoom class ကတော့ဆရာတို့လက်ရှိ batch 7တန်းလေးဖွင့်ဖို့ရှိပါတယ်ဆရာတို့ဇူလိုင်လเนาะ17ရက်နေ့ဆိုတော့စနေတနင်္ဂနွေအတန်းလေးဖြစ်ပါเนาะစနေတနင်္ဂနွေဆရာတို့ရုံးပိတ်ရက်မှာတက်ချင်တဲ့သူတွေ batch 7တန်းလေးကိုလာပြီးတော့တက်ရောက်လို့ရပါတယ်ဆိုတော့သင်တန်းသားအကန့်အသတ်နဲ့လက်ခံမှာဖြစ်ပြီးတော့ပထမဦးဆုံးအနှံနဲ့ဆရာတို့ကသင်တန်းသား10ရောက်အတွက်လည်းအထူး discount ဈေးနှုန်းလေးနဲ့တက်ရောက်လို့ရအောင်စီစဉ်ပေးထားပါတယ်เนาะဆရာရဲ့ page မှာလည်းကြော်ညာလေးတင်ပေးထားပါတယ်page မှာဝင်ပြီးတော့ဆရာတို့စုံစမ်းမေးမြန်းလို့လည်းရပါ okay ဒါဆိုရင်ဆရာတို့ဒီသင်ခန်းစာလေးကိုလိုက်ပြီးတော့လေ့ကျင့်ကြည့်ပါเนาะ okay အားလုံးပဲအဆင်ပြေကြပါ